Hello အသားရည်ကြည်ကြည်လေးနဲ့သွေးကြောလေးတွေမြည်ခြင်းနဲ့သွေးကြောလေးစိမ့်စိမ့်လေးဖြစ်ခြင်းနဲ့ကောင်မလေးတွေရှိလားအသားလေးအရှမ်းဖြစ်ပြီးသွေးကြောလေးစိမ့်စိမ့်ဥဥလေးဖြစ်ခြင်းနဲ့ကောင်မလေးတွေရှိလားပေါ့နော်တချို့ရေဆိုရင်အခုနောက်ပိုင်းဆိုလို့ရှိရင်ကောင်မလေးတွေအစာကောင်လေးတွေအစာအသားရည်ဖြူခြင်းထားတာကြီးပဲပေါ့နော်လူငယ်ဒီတဲ့အတဲ့ကြောင့်ဆိုလည်းပြောပြမယ်နော်ရေများတောက်လို့ရှိရင်အသားရည်ကဆိုလေးဖြစ်လာတယ်ပေါ့နော်ရေများတောက်ရင်အသားရည်ဆိုလာပါတယ်ရှင်နံပါတ်1အနေနဲ့ဖာလဲဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်ဒါလေးကဆိုလို့ရှိရင် whitening ပေါ့ဆက်ပြားသူကကြတော့ဟိုပါပေါ့နော် chemical လုံးဝမပါတဲ့အတွက်ကြောင့်မျက်နှာကိုခန္ဓာကိုယ်တိုက်လို့ရတဲ့အပြင်မှာခလေးလေးတွေစားတိုက်လို့ရရင်နော်ပြီးလို့ရှိရင်သူကလေစောင်းချန်ဒီလိုမိုးရတီမှာချင်းကိုက်ထားလို့ပြီးတချို့ရေဆိုနွေရတီမှာမိတ်ပေါက်ထားလို့အဲ့လိုသုံးပြီးလို့ရပါတယ်မျက်နှာကိုခန္ဓာကိုယ်နှစ်ခုသုံးလို့ရပြီး whitening ဆက်ပြဖြစ်တဲ့အတွက်ကြောင့်ဒူးတို့ဒေါင်းစစ်လို့လည်းသုံးလို့ရတယ်ကွာနော်သူကကြတော့မျက်နှာခန္ဓာကိုယ်သုံးလို့ရတယ်ပြီးလို့ရှိရင်အသားရည်ခြောက်ပြီးတော့မှဲချောက်ရှိတဲ့လူကအစားသုံးပေးလို့ရတယ်ဘီလင့် whitening ဆက်ပြဖြစ်ပါတယ်အသားဖြူဆက်ပြဟုံးကနေမဖြူသွားပါဘူးပြည့်ချင်းဖြူသွားမယ်ဘီလင့် whitening ဆက်ပြဖြစ်ပါတယ်ရှင်ပြီးသူကကိုကလေနေလောင်ကိုအမြဲတမ်းအပြင်သွားတယ်နေလောင်ထန်လဲနေလောင်နေဖြစ်တယ်ပေါ့နော်ပြီးတော့အသားရည်ကိုယ့်ရဲ့ရှိတဲ့အသားကိုမဲတီဖြစ်စေဖြူတီဖြစ်စေကြည်ကြည်လေးနဲ့ဝုန်းဝုန်းလေးဖြစ်ချင်တယ်ဆိုရင်ဒီမှာဘီလင်းလိုရှင်ရှိပါလေ။ तू ကဗီတာမင် C ပါတဲ့အတွက်ကြောင့်အသားရည်ကိုပြန်လဲကောင်းအောင်လုပ်ပေးတယ်။ပြီးလို့ရှိရင် तू ကကြတော့လေဟိုနေမနေ့ပိုင်းဆိုလို့ရှိရင်တော့ဘက်ဆက်ဟိုပါလေဒီဘက်ဆက်လေးမှာဆိုရင်ဆန်းခွေပါတာရှိရပေါ့နော်။ဒီကမှမဟုတ်ဘူးဆန်းခွေပါတဲ့အောက်ဆန်နဲ့တွဲလိမ့်ပေးပါနော်။ညဘက်ဆိုရင်တူလေးလိမ့်ပေးပါထူလေးလိမ့်ပေးပါသူကကြတော့ဘာပါလဲဆိုရင်ဗီတာမင် C လဲပါတယ်ပြီးလို့ရှိရင် moisture လဲပါတယ်ပြီးလို့ရှိရင် collagen လဲပါတယ်ပြီးလို့ရှိရင်ဗီတာမင် B3 အကုန်လုံးပါပြီးတော့သူက hyaluronic acid ပေါ့နော်အသားရှည်ကိုရေတက်ခန်းဆောက်တာကိုဆိုလေးလုပ်ပေးပြီးတော့အသားကိုပြန်လဲမှု့ချောနေအောင်လုပ်ပြီးတော့အသားကြည်စေတယ်အသားအိစေတယ်နေလောင်ကွက်ပါရှိတယ်နေလောင်ကွက်တွေရှိတဲ့အမဲဆက်တွေအသားမညီတာကိုပြန်လဲပြီးတော့ပြန်လုပ်ပေးတယ်ပေါ့နော်အဲ့ဒါကြောင့်အသားဖြူချင်တယ်အသားကြည်ကြည်လေးဖြစ်ချင်တယ်ဝန်းဝန်းလေးဖြစ်ချင်တယ်ဆိုရင်ဒီလိုစုံတွဲလေးသုံးပေးပါရှင်ဒါလေးကဆိုလို့ရှိရင်တော့သူကအများကြီးတော့မပေးရဘူးပေါ့နော်3000တောင်မကျော်တဲ့ဥစ္စာလေးရှိရ3000အစွန်းအတွက်ပေါ့3000လောက်လည်းရှိမယ်ပေါ့နော်အဲ့ဒါကြောင့်ဒီစုံတွဲလေးကတော့အိမ်တိုင်းလိုဆောင်ထားတင်ပါတယ်အသားဖြူခြင်းနဲ့မိန်းကလေးတွေအသားဖြူပြီးတော့ကြည်လေးဖြစ်ခြင်းနဲ့ယောက်ျားလေးတွေเนาะတချို့ယောက်ျားလေးတွေဆိုလို့ရှိရင်လေဖြူခြင်းနဲ့ပေါ့မျက်နှာလေးရောခန္ဓာကိုယ်ဒါမျိုးတွေဒီစုံတွဲလေးတောင်းထားပါเนาะမျိုးသမီးလေးတွေလည်းဒီစုံတွဲလေးဆောင်ထားပါရှင်